ဒီတစ်ခါမျှဝေပေးမယ်ထိုနီလေးကတော့ဒီ baby 3အယုတ်ထိုနီလေးကိုအပိုင်းလေးတွေခွဲပြီးတော့ထိုးပြပေးသွားမယ်နော်လိုအပ်တဲ့ပစ္စည်းလေးတွေကြတော့ခြီကနှင်းလုံးခြီအဖြူနှလုံးရဲ့ဒီအညိုရောင်ရဲ့လိုမယ်နော်ဒီခြီနဲ့ပဲတုံးပြီးတော့ထိုးပြပေးပါမယ်နော်ပြီးသွားပြီဆိုရင် baby 3ရဲ့မျက်နှာကုံချမ်းပေါ့နော်100ရာခိုင်နှုန်း9 cm size ကိုတုံးထားပါတယ်နော်သူ့ထဲမှာဆိုလို့ရှိရင်တော့ဒီခြေထောက်2ခုလက်2ခုဒီလိုမျက်နှာလေးရဲ့ပါမယ်SI ကကြတော့ 3.5 mm နဲ့တုံးပြီးတော့ထိုးပါမယ်နော် 4.0 mm နဲ့တုံးပြီးထိုးမယ်ဆိုလည်းရတယ်ပြီးရင်မှတ်ချိတ်လေးတစ်ခုလိုမယ်အယုတ်တွေထည့်ဖို့အတွက်ဆီလီကွန်လေးလိုမယ်နော်ဒါဆိုရင်တော့ဒီအယုတ်လေးထိုးလို့ရပါပြီနော်အရင်ဆုံး magic ring လေးလုပ်မယ်နော် magic ring ထဲမှာချိန်တက်ခါပြီးရင်တိုင်တိုလေးတစ်တိုင်စထိုးမယ်ဒီတိုင်တိုရဲ့ထိပ်မှာမှတ်ချိတ်လေးမှတ်ထားပေးပါနော်ပြီးရင်နောက်ထပ်တိုင်တိုလေးတွေ8တိုင်ပြည့်အောင်ဆက်ထိုးသွားမယ်နော်အခုဆိုရင်2တိုင်3 4 5 6 9 8တိုင်ပြည့်ပြီဆိုရင်ဒီဘက်ကကြိုးစားလေးကိုတင်တင်လေးဆွဲလိုက်မယ်ပြီးရင်တော့ပထမဆုံးမှတ်ချိတ်မှတ်ထားတဲ့အပေါက်မှာရှက်ကော်နဲ့ချိန်မယ်ဒုတိယစစ်တက်ဖို့ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိန်ထားတဲ့အပေါက်မှာတိုင်တိုတစ်တိုင်စထိုးလိုက်မယ်နော်အပေါက်လေးတွေကရှာရခတ်မယ်နော်တေချာလေးစမ်းပြီးတော့ထိုးကြည့်ရမှာပဲနော်ပြီးရင်အဲ့ဒီရှက်ကော်ချိန်ထားတဲ့အပေါက်မှာနောက်ထပ်တစ်တိုင်ထပ်ထိုးမယ်တစ်ပေါက်ထဲ2တိုင်ဖြစ်သွားမယ်နော်ဒုတိယအပေါက်မှာနောက်ထပ်တိုင်တို2တိုင်ထိုးမယ်တစ်ပေါက်ကို2တိုင်2တိုင်စီပေါ့နော်အောက်မှာ10ပေါက်ရှိတယ်ဆိုတော့တစ်ပတ်လည်လုံးဆိုရင်16တိုင်ပြည့်အောင်ထိုးသွားရမှာပေါ့နော်16တိုင်ပြည့်ပြီဆိုရင်မှတ်ချိတ်မှတ်ထားတဲ့အပေါက်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါပေါ့နော်ပြီးရင်ဒီရှက်ကော်ချိန်ထားတဲ့ပေါက်မှာတိုင်တိုတစ်တိုင်ထိုးမယ်ပြန်ထိုးမယ်နော်ဒီရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်တိုတစ်တိုင်အထိပ်မှာမှတ်ချိတ်လေးပြန်တက်ထားမယ်ဒုတိယပေါက်မှာကြတော့တစ်ပေါက်ထဲကို2တိုင်ဒီ2ပေါက်ကိုမှတစ်ချိန်လို့သတ်မှတ်မယ်နော်တိုင်တိုတစ်တိုင်နဲ့တိုင်ပွားနောက်တစ်ချိန်ထပ်ထိုးပြမယ်နော်ပထမပေါက်မှာတိုင်တိုတစ်တိုင်ဒုတိယပေါက်မှာတစ်ပေါက်ထဲကိုတိုင်တို2တိုင်ဒါကိုတိုင်ပွားလို့ခေါ်တာပါနော်ဒါဆိုရင်2ကြိမ်ရပြီနော်ဒီလိုမျိုးပဲတစ်ပတ်လည်လုံး8ကြိမ်ပြည့်အောင်ထိုးသွားပေးပါနော်8ကြိမ်ပြည့်ပြီဆိုရင်ဒီမှတ်ချိန်မှတ်ထားတဲ့အပေါက်မှာရှက်ကော်နဲ့ချိန်မယ်ပြီးရင်နောက်တစ်စစ်တက်ဖို့ချိန်တစ်ခါထိုးမယ်ရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်တိုတစ်တိုင်စထိုးမယ်ဒီတိုင်တိုရဲ့ထိပ်မှာမှတ်ချိတ်လေးပြန်မှတ်ထားလိုက်မယ်နော်ပြီးရင်ဒုတိယပေါက်ကိုတိုင်တိုတစ်တိုင်ထပ်ထိုးမယ်တတိယပေါက်ကိုသွားမယ်တတိယပေါက်မှာကြတော့တိုင်ပွားပေါ့နော်တစ်ပေါက်ထဲကို2တိုင်ထိုးမယ်ဒီ3ပေါက်ကိုမှတစ်ချိန်ပေါ့နော်တိုင်တို2တိုင်နဲ့တိုင်ပွားတစ်ချိန်မှာ4တိုင်ရှိမယ်နော်နောက်တစ်ချိန်ထပ်ထိုးပြမယ်တိုင်တိုတစ်တိုင်ဒုတိယပေါက်ကိုသွားမယ်တိုင်တိုနောက်ထပ်တစ်တိုင်တတိယပေါက်ကိုသွားမယ်တိုင်ပွားတစ်ပေါက်ထဲ2တိုင်2ကြိမ်ရပြီနော်တိုင်တို2တိုင်နဲ့တိုင်ပွားဒီလိုမျိုးပဲ8ကြိမ်ပြည့်အောင်ဆက်ပြီးတော့ထိုးသွားမယ်နော်8ကြိမ်ပြည့်သွားပြီဆိုရင်မှတ်ချိန်မှတ်ထားတဲ့အပေါက်မှာရှက်ကော်နဲ့လှမ်းချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တစ်ခါပြီးရင်ဒီရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်တိုတစ်တိုင်စထိုးမယ်မှတ်ချိန်တက်ထားလိုက်မယ်အဲ့ဒီတိုင်ထိပ်မှာနော်တစ်တိုင်2တိုင်တစ်ပေါက်တစ်တိုင်စီပဲထိုးမယ်နော်3တိုင်4တိုင်5တိုင်6တိုင်6တိုင်ထိုးပြီးသွားရင်ချိန်2ခါလာမယ်အောက်မှာ2ပေါက်လောက်ကြော်မယ်နော်တစ်ပေါက်2ပေါက်2ပေါက်ကြော်ပြီးတော့3ပေါက်မြောက်ပေါက်မှာတိုင်တိုလေးတွေဆက်ထိုးမယ်1 2 3 4 5 6 9 10 9 10 11 12 13 14 15 16တိုင်ထိုးပြီးသွားရင်စောစောကလိုချိန်2ခါအောက်မှာ2ပေါက်ကြော်မယ်1 2 3ပေါက်မြောက်ပေါက်မှာ1
2 3 4 5 6 6တိုင်ရပြီဆိုရင်တော့ဒီပထမဆုံးတိုင်ထိပ်မှာရှက်ကော်နဲ့ချိတ်လိုက်မယ်နော်ပြီးရင်တော့နောက်တစ်စစ်တက်မယ်နော်ဒီအနေထားလေးရမယ်နော်နောက်တစ်စစ်တက်ဖို့ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိတ်တဲ့ပေါက်မှာတိုင်တို့တစ်တိုင်ဒီတိုင်ရဲ့ထိပ်မှာမှတ်ချိတ်လေးမှတ်ထားလိုက်မယ်နော်ပြီးသွားပြီဆိုရင်တော့နောက်တစ်ပေါက်မှာတိုင်တို့လေးတစ်ပေါက်တစ်တိုင်စီနဲ့တဒန်းမှာတိုင်တို့ရေအတွက်32တိုင်32တိုင်စီနဲ့အခုထိုးနေတဲ့အစစ်6ရဲ့အစစ်9ရဲ့အစစ်8ရဲ့3တန်းထိုးထားပေးပါနော်အစစ်8ထိပြီးသွားပြီဆိုရင်တော့ဒီနေရာလေးမှာဒီခွက်နေတဲ့နေရာလေးကိုအောက်ကိုမှောက်ချလိုက်မယ်နော်ခြီစားထွက်နေတဲ့ဘက်ကိုခုံလေးထားမယ်ပြီးရင်ဒီအယုံမျက်နှာလေးကိုပေါ့နော်ဒီအပေါက်လေးထဲမှာထည့်လိုက်မယ်နော်ဒီလိုနေထားရပြီဆိုမှနောက်တစ်စစ်တက်မယ်နော်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိတ်ထားတဲ့ပေါက်မှာတိုင်တို့တစ်ထိုင်ပြီးရင်ဒီထိပ်မှာမှတ်ချိတ်လေးနဲ့မှတ်ထားလိုက်မယ်နော်ပြီးရင်နောက်တစ်ပေါက်မှာလည်းတိုင်တို့တစ်ထိုင်နောက်တစ်ပေါက်မှာကျတော့တိုင်ရောလုပ်မယ်3ပေါင်းမြောက်နဲ့4ပေါင်းမြောက်အပေါက်ကိုတိုင်ရောလုပ်လိုက်မယ်နောက်တစ်ချိန်ထပ်ထိုးမယ်နော်တိုင်တို့1တိုင်တို့2တိုင်တို့2တိုင်ပြီးရင်တိုင်ရော့ပေါ့နော်3ပေါင်းမြောက်နဲ့4ပေါင်းမြောက်ပေါက်မှာတိုင်ရော့လုပ်လိုက်မယ်နော်ဒါဆိုရင်တော့ဒီလိုပုံစံတိုင်းပဲတိုင်တို့2တိုင်နဲ့တိုင်ရော့8ကြိမ်ပေါ့နော်ထိုးလာပေးပါနော်8ကြိမ်ပြည့်သွားပြီဆိုရင်ဒီပထမဆုံးမှတ်ချိန်မှတ်ထားတဲ့တိုင်ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိန်ထားတဲ့ပေါက်မှာတိုင်တို့အဲ့ဒီတိုင်တို့ရဲ့ထိပ်မှာမှတ်ချိန်နဲ့မှတ်ထားမယ်ဒီအဆင့်မှာကြတော့တိုင်တို့2တိုင်နဲ့တိုင်ပွားထိုးမယ်2တိုင်ရပြီပေါ့နော်တတိယအပေါက်မှာကြတော့တိုင်ပွားပြန်လုပ်မယ်နော်တစ်ချိန်ရပြီနော်နောက်တစ်ချိန်ထပ်ထိုးမယ်တိုင်တို့2တိုင်တစ်တိုင်ဒုတိယပေါက်ကိုသွားမယ်2တိုင်တတိယပေါက်မှာကြတော့တိုင်ပွားပေါ့နော်တစ်ပေါက်ထဲကို2တိုင်ဒါဆိုရင်2ကြိမ်ရပြီနော်နောက်တစ်ချိန်ထပ်ထိုးပြမယ်တိုင်တို့2တိုင်တတိယအပေါက်မှာတိုင်ပွားတစ်ပေါက်ထဲကို2တိုင်ပေါ့နော်ဒီလိုပုံစံတိုင်းပဲတစ်ပတ်လည်လုံး8ကြိမ်ပြည့်အောင်ဆက်ထိုးမယ်နော်8ကြိမ်ပြည့်သွားပြီဆိုရင်ဒီမှတ်ချိန်မှတ်ထားတဲ့တိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိန်ရတဲ့ပေါက်ကနေပြီးတော့တိုင်တို့လေးတစ်တိုင်စထိုးမယ်ဒီတိုင်တို့ရဲ့ထိပ်မှာမှတ်ချိန်မှတ်ထားမယ်နော်ပြီးသွားရင်ဒုတိယပေါက်ကနေပြီးတော့တိုင်တို့လေးတွေတစ်ပေါက်တစ်တိုင်စီနဲ့ထိုးသွားမယ်နော်ဒီအစစ်မှာကြတော့တိုင်တို့အရေအတွက်ကတစ်ပေါက်တစ်တိုင်စီနဲ့32တိုင်ပြည့်အောင်ထိုးလာပေးပါနော်32တိုင်ပြည့်ပြီဆိုရင်တော့ဒီပထမဆုံးမှတ်ချိန်မှတ်ထားတဲ့တိုင်ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါရှက်ကော်ချိန်တဲ့ပေါက်ကပြန်စမယ်တိုင်တို့3တိုင်ပေါ့နော်ဒီပထမဆုံးတိုင်ထိပ်မှာမှတ်ချိန်မှတ်ထားလိုက်မယ်တစ်တိုင်ရပြီနော်2တိုင်3တိုင်4ပေါင်းမြောက်ပေါက်မှာကြတော့တစ်ပေါက်ထဲကို2တိုင်ထိုးမယ်ဒါဆိုရင်တိုင်တို့3တိုင်နဲ့တိုင်ပွားတစ်ချိန်ရပြီနော်နောက်တစ်ချိန်ထပ်ထိုးမယ်တိုင်တို့3တိုင်ထိုးမယ်နော်တစ်တိုင်ရပြီ2တိုင်ရပြီ3တိုင်4ပေါင်းမြောက်ပေါက်မှာတစ်ပေါက်ထဲကို2တိုင်ပေါ့နော်ဒါဆိုရင်တိုင်တို့3တိုင်နဲ့တိုင်ပွား2ကြိမ်ရသွားပြီပေါ့နော်ဒီလိုပုံစံတိုင်း8ကြိမ်ပြည့်အောင်ဆက်ထိုးပေးပါနော်8ကြိမ်ပြည့်သွားပြီဆိုရင်ဒီမှတ်ချိန်မှတ်ထားတဲ့အပေါက်မှာရှက်ကော်နဲ့ချိန်မယ်ဒီအစစ်ရောက်ပြီဆိုရင်အနောက်ကအပိတ်ကလေးတက်ကြည့်မယ်နော်ဒီအချောင်းလေးကိုဒီထဲမှာပေါ့နော်ချိတ်လို့ရတဲ့နေရာလေးတွေရအောင်ထည့်မယ်နော်နှစ်ဖက်စလုံးဝင်အောင်ထည့်လိုက်မယ်ထည့်ပြီးသွားရင်ဒါလေးကိုဒီလိုလေးပြန်လှန်လိုက်မယ်နော်ဒီလိုလေးလှန်ပေးမယ်နော်ပြီးသွားပြီဆိုရင်တော့နောက်တစ်စစ်တက်မယ်နော်နောက်တစ်စစ်တက်ဖို့အတွက်ကြတော့ချိန်တက်ခါရှက်ကော်ချိတ်တဲ့ပေါက်ကနေပြီးတော့တိုင်တို့9တိုင်ထိုးသွားမယ်နော်ပထမဆုံးတိုင်ထိပ်မှာတော့မှတ်ချိတ်လေးပုံမှန်တိုင်းပဲမှတ်ထားမယ်တစ်တိုင်2တိုင်
3တိုင်4တိုင်5တိုင်5တိုင်ပြည့်ပြီဆိုရင်ဒီနေရာမှာတိုင်ပွား4ချိန်လုပ်မယ်ပထမပေါက်မှာတစ်ပေါက်ထဲ2တိုင်ဒုတိယပေါက်မှာတစ်ပေါက်ထဲ2တိုင်3ပေါက်မြောက်ပေါက်မှာတစ်ပေါက်ထဲ2တိုင်4ပေါက်မြောက်ပေါက်မှာလည်းတစ်ပေါက်ထဲကို2တိုင်ဒါကိုတိုင်ပွား4ချိန်လို့ခေါ်တာပေါ့နော်ပြီးသွားရင်တော့နောက်တစ်ပေါက်ကနေပြီးတော့တိုင်တိုလေးတွေတစ်ပေါက်တစ်တိုင်စီနဲ့22တိုင်ထိုးသွားမယ်နော်3တိုင်ဆက်ထိုးသွားပေးပါနော်22တိုင်ပြည့်ပြီဆိုရင်တိုင်ပွား4ချိန်လာမယ်ပထမပေါက်မှာတစ်ချိန်နောက်တစ်ပေါက်သွားမယ်တစ်ပေါက်ထဲကို2တိုင်2ချိန်နောက်တစ်ပေါက်သွားမယ်3ပေါက်မြောက်ပေါက်ကိုနော်တစ်ပေါက်ထဲ2တိုင်3ချိန်4ပေါက်မြောက်ပေါက်ကိုသွားမယ်တစ်ပေါက်ထဲကို2တိုင်4ချိန်ပေါ့နော်4ချိန်ပြီးရင်တစ်ပေါက်တစ်တိုင်စီနဲ့ဆက်ထိုးသွားမယ်5တိုင်ပြည့်အောင်နော်1 2 3 4 5ကွက်တီဖြစ်နေရမယ်နော်ဒါဆိုရင်တော့မှတ်ချိန်မှတ်ထားတဲ့အပေါက်မှာရှက်ကော်နဲ့လမ်းချိန်မယ်နော်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိတ်ထားတဲ့ပေါက်ကတိုင်တိုတစ်တိုင်ထိုးမယ်ဒီပထမဆုံးတိုင်ထိပ်မှာမှတ်ချိန်နဲ့မှတ်ထားပေးပါနော်အခုဆိုရင်အစစ်14ရောက်သွားပြီပေါ့နော်အစစ်14ကနေပြီးတော့15 16 19 4တန်းကိုတစ်ပေါက်တစ်တိုင်စီနဲ့တစ်တန်းမှာ48တိုင်ပြည့်အောင်တေချာလေးရေတွက်ပေးနော်တစ်ပေါက်တစ်တိုင်စီနဲ့4တန်းထိုးပြီးတဲ့အခါကျရင်ပြန်ကြည့်မယ်နော်ဒါဆိုရင်တော့အစစ်18ရောက်ပြီနော်အစစ်18ထိုးဖို့ချိန်တက်ခါရှက်ကော်ချိန်ရတဲ့ပေါက်ကနေပြီးတော့တိုင်တိုတစ်တိုင်အဲ့ဒီတိုင်ထိပ်မှာမှတ်ချိန်မှတ်ထားမယ်5တိုင်ပြည့်အောင်ထိုးမယ်နော်2တိုင်3တိုင်4တိုင်5တိုင်5တိုင်ပြည့်ပြီဆိုရင်တိုင်ရော့4ချိန်လုံးမယ်နော်တိုင်ရော့ဖြစ်တဲ့အတွက်နှစ်ပေါက်ကိုတစ်တိုင်ပုံစံထိုးမယ်တစ်တိုင်ရပြီနော်နောက်ထပ်နှစ်ပေါက်ကိုတစ်တိုင်တိုင်ရော2တိုင်ရပြီနော်နောက်ထပ်နှစ်ပေါက်ကိုတစ်တိုင်3တိုင်နောက်ထပ်နှစ်ပေါက်ကို4တိုင်တိုင်ရော4တိုင်ပြည့်ပြီဆိုရင်ဘေးပေါက်ကနေပြီးတော့တစ်ပေါက်တစ်တိုင်စီနဲ့တိုင်တိုလေးတွေ22တိုင်ပြည့်အောင်ဆက်ထိုးလာပေးပါနော်22တိုင်ပြည့်ပြီဆိုရင်တိုင်ရော4ချိန်လုံးမယ်နော်တိုင်ရောဖြစ်တဲ့အတွက်နှစ်ပေါက်ကိုတိုင်တိုတစ်တိုင်နောက်ထပ်နှစ်ပေါက်ကိုတိုင်တိုတစ်တိုင်တိုင်ရော2ချိန်နော်နောက်ထပ်နှစ်ပေါက်ကိုတိုင်တိုတစ်တိုင်3ချိန်နောက်ထပ်နှစ်ပေါက်ကိုတိုင်တိုတစ်တိုင်ဒါကိုတိုင်ရော့4ချိန်ပြီးရင်တစ်ပေါက်တစ်တိုင်စီနဲ့တိုင်တို5တိုင်နဲ့အစုံတက်မယ်နော်1 2 3 4 5တိုင်တို5တိုင်ပြီးပြီဆိုရင်တော့ဒီမှတ်ချိန်မှတ်ထားတဲ့ပေါက်မှာရှက်ကော်နဲ့လမ်းချိတ်လိုက်မယ်နော်အစစ်ဆက်ကိုတက်ဖို့ချိန်တက်ခါဒီရှက်ကော်ချိတ်တဲ့ပေါက်မှာတိုင်တိုတစ်တိုင်ထိုးမယ်ဒီထိပ်မှာမှတ်ချိတ်လေးမှတ်ထားလိုက်မယ်နော်ဒီအစစ်ဆက်ကိုမှကြတော့တစ်ပေါက်တစ်တိုင်စီနဲ့တိုင်တိုရေတွက်40ပြည့်အောင်ထိုးပေးရမှာပေါ့နော်အစစ်19 20 21 22 4တန်းပေါ့နော်4တန်းကိုတစ်ပေါက်တစ်တိုင်စီနဲ့တစ်တန်းမှာ40 40စီနဲ့4တန်းထိုးလာပေးပါနော်အစစ်22ထိပြီးပြီး23တက်မယ်နော်ချိန်တက်ခါထိုးမယ်ဒီရှက်ကော်ချိတ်တဲ့ပေါက်ကနေပြီးတော့တိုင်တိုလေးတစ်တိုင်စားထိုးလိုက်မယ်နော်ဒီထိပ်မှာမှတ်ချိတ်လေးမှတ်ထားမယ်တိုင်တို3ချိန်3တိုင်ပြည့်အောင်ထိုးမယ်နော်2တိုင်3တိုင်3တိုင်ပြည့်ပြီဆိုရင်တိုင်ရော့လုံးမယ်တိုင်ရော့ဖြစ်တဲ့အတွက်နှစ်ပေါက်ကိုတစ်တိုင်နဲ့ဖြစ်အောင်လုံးမယ်ဒါကိုတစ်ချိန်လို့ခေါ်မယ်နော်နောက်တစ်ချိန်ထပ်ထိုးပြမယ်တိုင်တို3တိုင်1 2 3ပြီးရင်တိုင်ရော့ပေါ့နော်နှစ်ပေါက်ကိုတစ်တိုင်တိုင်တို3တိုင်နဲ့တိုင်ရော့2ချိန်ရပြီ8ချိန်ပြည့်အောင်ဆက်ထိုးပေးပါနော်
8ချိန်ပြည့်သွားပြီဆိုရင်မှတ်ချိန်မှတ်ထားတဲ့ပေါက်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တစ်ခါထိုးမယ်ရှက်ကော်ချိန်တဲ့ပေါက်ကနေပြန်စမယ်တိုင်းတို့တစ်တိုင်းဒီထိပ်မှာမှတ်ချိန်ပြန်တက်ထားလိုက်မယ်နော်ဒီစစ်မှာကြတော့တိုင်းတို့2တိုင်းနဲ့တိုင်ရော့2တိုင်ရပြီနော်ပြီးရင်တိုင်ရော့လာမယ်ဒါဆိုရင်တစ်ချိန်နော်နောက်ထပ်တစ်ချိန်ထပ်ထိုးမယ်တိုင်းတို့2တိုင်ပြီးရင်တိုင်ရော့လာမယ်နော်တိုင်ရော့က2ပေါက်ကိုတစ်တိုင်ပုံစံမျိုး2ကြိမ်ပေါ့နော်ဒီလိုပုံစံတိုင်း8ကြိမ်ပြည့်အောင်ဆက်ထိုးပေးပါနော်8ကြိမ်ပြည့်သွားပြီဆိုရင်ဒီမှတ်ချိန်မှတ်ထားတဲ့ပေါက်မှာရှက်ကော်နဲ့ချိန်မယ်နောက်တစ်စစ်တက်ဖို့ချိန်တက်ခါရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်းတို့တစ်တိုင်းဒီထိပ်မှာမှတ်ချိန်လေးမှတ်ထားမယ်ဒုတိယပေါက်နဲ့တတိယပေါက်ကိုကြတော့တိုင်ရော့လောက်လိုက်မယ်နော်ဒါဆိုရင်တိုင်တို့တစ်တိုင်းနဲ့တိုင်ရော့တစ်ချိန်နောက်တစ်ပေါက်မှာတိုင်တို့တစ်တိုင်းနောက်တစ်ပေါက်မှာကြတော့တိုင်ရော့လောက်မယ်2ကြိမ်နောက်တစ်ပေါက်မှာတိုင်တို့တစ်တိုင်းနောက်ထပ်2ပေါက်ကိုကြတော့တိုင်ရော့လောက်မယ်3ကြိမ်ဒီလိုမျိုး8ကြိမ်ပြည့်အောင်ဆက်ထိုးလာပေးပါနော်8ကြိမ်ပြည့်သွားပြီဆိုရင်တော့ရှက်ကော်နဲ့ချိတ်မယ်ပြီးရင်တော့ဆီလီကွန်လေးတွေဖြည့်မယ်နော်ဒီနေရာမှာဆီလီကွန်လေးတွေဖြည့်တဲ့အခါမှာနည်းနည်းတော့ဂရုစိုက်ရတာပေါ့နော်နေရာအနှဲရောက်ဖို့အတွက်နည်းနည်းစီဖြည့်ပေးပါနော်ဒီမျက်နှာလေးတွေရဲ့အပေါ်ဘက်ဘေးပတ်လည်ထောက်တွေအားလုံးကိုအရင်ဖြည့်မယ်နော်ညီအောင်လို့ဖြည့်ပေးရမှာနော်တစ်ဖက်ကဖောင်ပြီးတော့တစ်ဖက်ကပိတ်နေတာမျိုးမဖြစ်အောင်တေချာလေးဂရုစိုက်ပြီးတော့ဖြည့်ပေးပါနော်ဒီလိုအနေထားလေးရဖို့အတွက်အချိန်နည်းနည်းလေးပေးလိုက်ရတာပေါ့နော်တေချာလေးဂရုစိုက်ပြီးတော့အချိန်ပေးပြီးတော့ဆီလီကွန်လေးတွေဖြည့်ပေးရပါတယ်နော်နောက်ဆုံးအဆင့်အနေနဲ့ကြတော့ဒီနေရာမှာရှက်ကွန်နဲ့ချိတ်ပြီးပြီဆိုတော့ချိန်တစ်ခါထိုးမယ်တိုင်ရော့လေးတွေထိုးရမယ်8ကြိမ်ပေါ့နော်တစ်ချိန်2ပေါက်ကိုတစ်တိုင်းစီပေါ့နော်ဒီပထမဆုံးတိုင်ရော့ရဲ့ထိပ်မှာမှတ်ချိန်မှတ်ထားလိုက်ပေါ့နော်ပြီးရင်နောက်ထပ်2ပေါက်ကိုပထမပေါက်မှာခြီတစ်ခါယူမယ်ဒုတိယပေါက်မှာခြီတစ်ခါယူမယ်တစ်ခါတည်းထုတ်မယ်2ကြိမ်နော်3ကြိမ်တိုင်ရော့တက်ပဲ8ကြိမ်ထိုးရမယ်နော်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်နောက်ဆုံး2ပေါက်ကိုတစ်ကြိမ်ထပ်လုပ်လိုက်မှာပေါ့နော်8ကြိမ်8ကြိမ်ပြည့်ပြီဆိုရင်ပထမဆုံးမှတ်ချိန်မှတ်ထားတဲ့အပေါက်မှာရှက်ကော်နဲ့ချိန်မယ်ပြီးရင်တော့ခြီနည်းနည်းရှိလေးဖြတ်ပေးပါနော်ပြီးရင်တော့ဒီအပေါက်လေးကိုပိတ်သွားဖို့အတွက်တစ်ပေါက်ကိုတစ်ချက်စီနဲ့ဒီလိုလေးချုပ်သွားပေးပါနော်ချုပ်ရင်းနဲ့တင်းလေးဆွဲလိုက်ရင်သူပိတ်သွားမှာပေါ့နော်ဒါဆိုရင်ဒီကြိုးစားလေးကိုတင်းလေးဒီလိုလေးဆွဲလိုက်ရင်သူပိတ်သွားမယ်နော်ဒါဆိုရင်နောက်ဆုံးအနေနဲ့ဒီကြိုးစားလေးကိုအနာသိမ်းလိုက်လို့ရပါပြီနော်ဒါဆိုရင်တော့ဦးကောင်းလေးထိုးလို့ပြီးပါနော်ဒီအပိုင်းမှာတော့ခြေထောက်လေးနဲ့ကိုယ်တယ်ထိုးမယ်နော်အရင်ဆုံး magic ring လုံးမယ်ချိန်တက်ခါဒီ magic ring ထဲမှာတိုင်တို့6တိုင်တိုင်ရပြီနော်2တိုင်3တိုင်4တိုင်5တိုင်6တိုင်6တိုင်ပြည့်ရင်ကြိုးစားလေးကိုတင်းလေးဆွဲလိုက်မယ်ပထမဆုံးတိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်လိုက်မယ်နော်ပြီးသွားရင်ဒုတိယစစ်တက်ဖို့ချိန်တက်ခါထိုးမယ်ရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်တို့တစ်ထိုင်စထိုးမယ်ရှက်ကော်ချိန်တဲ့အပေါက်နော်အဲ့ဒီတိုင်တို့ရဲ့ထိပ်မှာမှတ်ချိန်လေးမှတ်ထားမယ်နော်ပြီးသွားရင်အဲ့ဒီအပေါက်မှာပဲနောက်ထပ်တိုင်တို့တစ်တိုင်ထပ်ထိုးမယ်တိုင်ပွားပေါ့နော်တစ်ပေါက်ထဲ2တိုင်ဒ
ဒုတိယပေါက်ကိုသွားမယ်ဒုတိယပေါက်မှာလည်းတစ်ပေါက်ထဲကိုတိုင်တို2တိုင်တတိယပေါက်မှာလည်းတစ်ပေါက်ထဲကိုတိုင်တို2တိုင်အောက်မှာ6ပေါက်ရှိတယ်ဆိုတော့တစ်ပေါက်ကို2တိုင်2တိုင်စီနဲ့12တိုင်ပြည့်အောင်ထိုးလာပေးပါနော်12တိုင်ပြည့်ပြီဆိုရင်တော့ရှက်ကော်နဲ့လှန်ချိတ်လိုက်မယ်နောက်တစ်စစ်တက်ဖို့ချိန်တစ်ခါထိုးမယ်နော်ပြီးသွားရင်ဒီရှက်ကော်ချိတ်တဲ့ပေါက်ကနေပြီးတော့တစ်ပေါက်တစ်တိုင်စီနဲ့တိုင်တိုလေးတွေ12တိုင်ပြည့်အောင်ဒီအစစ်3ရဲ့အစစ်4ရဲ့2တန်းထိုးလာပေးပါနော်တတန်းမှာ12တိုင်12တိုင်ပြည့်ဖို့တေချာလေးရေတွက်ပြီးနော်အစစ်4ထိပြီးသွားပြီဆိုရင်တော့ဒီနေရာမှာခြေထောက်လေးတက်မယ်နော်ခြေထောက်လေးတက်မယ်ဆိုရင်ဒီနေရာလေးမှာအပေါ်ကအဖုံးလေးပါတယ်နော်အဲ့ဒီအဖုံးလေးကိုဒီလိုမှောက်ပြီးတော့ထည့်ပေးပါနော်အထစ်ကလေးဝင်သွားတဲ့ထိပါနော်အတန်မြည်တဲ့ထိတစ်ကနေအတန်မြည်သွားမယ်နော်အဲ့ဒီထိထည့်ပေးပါနော်ဒီအထည်ကကြိုးစားထွက်နေတာကအထည်ပဲဖြစ်ရမှာပေါ့နော်ဒီကြိုးစားလေးကိုညှက်လိုက်မယ်နော်ပြီးသွားပြီဆိုရင်ဒီလိုခြေထောက်မျိုးနောက်ထပ်တစ်ခုထပ်ထိုးမယ်နော်ဒါဆိုရင်ဒီမှာညာဘက်ချမ်းကိုခြီမဖြတ်ဘူးပေါ့နော်ဘယ်ဘက်ချမ်းကကြတော့ခြီဖြတ်ပြီးတော့အနာသိမ်းထားတယ်ခြေထောက်ရဲ့အနောက်ဘက်ကနေပြီးတော့ဒီဘေးဘက်နေရာလေးကနေပြီးတော့ရှက်ကော်နဲ့လှန်ချိတ်လိုက်မှာပေါ့နော်ခြေထောက်နှစ်ဖက်ကိုညီလားမညီလားတေချာလေးဒီလိုလေးစစ်ပေးနော်ပြင်ချိန်တစ်ခါထိုးမယ်ရှက်ကော်ချိတ်တဲ့ပေါက်ကနေပြီးတော့တိုင်တိုလေးတွေ12တိုင်ပေါ့နော်ဒီဘယ်ဘက်ချမ်းခြေထောက်တွေကို12တိုင်ပြည့်အောင်တစ်ပတ်လည်လုံးပေါ့နော်အခုဆိုရင်ဒီကနေပြီးတော့တစ်ပတ်လည်ဒီထိ12တိုင်ထိုးလာပြီနော်12တိုင်ပြည့်သွားပြီဆိုရင်ဒီဘက်မှာကြိုးစားထွက်နေတယ်နော်ကြိုးစားထွက်နေတဲ့အပေါက်တဲ့ထဲမှာရှက်ခေါ်ချိတ်တဲ့အပေါက်ပေါ့နော်တိုင်တိုတိုင်စထိုးမယ်2တိုင်3တိုင်4တိုင်ညာဘက်ချမ်းမှာလည်းအဲ့လိုပဲတိုင်တို12တိုင်ပြည့်အောင်ဆက်ထိုးလာပြီနော်အစစ်9မှာက12တိုင်12တိုင်နဲ့24တိုင်နှစ်ခါပြီးရင်ရှက်ကော်နဲ့ချိန်မယ်အစစ်6တက်ဖို့ချိန်တက်ခါရှက်ကော်ချိတ်တဲ့ပေါက်ကနေတိုင်လိုလေးတွေထိုးသွားမယ်ပထမဆုံးတိုင်ထိတ်မှာတော့မှတ်ချိတ်လေးမှတ်ထားပြီပေါ့နော်တတိုင်ပေါ့နော်တတိုင်ရပြီး9တိုင်ပြည့်အောင်ထိုးမယ်နော်2တိုင်3တိုင်4တိုင်5 69တိုင်ပြီးလို့10ပေါက်မြောက်မှာကြတော့တစ်ပေါက်ထဲကို2တိုင်ဒါကိုတိုင်တို့9တိုင်နဲ့တိုင်ပွားလို့ခေါ်တယ်ဒါမှတစ်ချိန်ပေါ့နော်နောက်ထပ်တိုင်တို့9တိုင်ထိုးမယ်တိုင်ပွားတိုင်တို့9တိုင်တိုင်ပွား3ချိန်ပြည့်အောင်ထိုးလာပြီနော်3ချိန်ပြည့်ပြီဆိုရင်တော့ရှက်ကော်နဲ့လှမ်းချိတ်မယ်နောက်တစ်စစ်တက်ဖို့ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိတ်တဲ့ပေါက်မှာတိုင်တို့တိုင်စထိုးမယ်အဲ့ဒီတိုင်တို့ရဲ့ထိပ်မှာမှတ်ချိတ်လေးမှတ်ထားမယ်နော်အခုကအစစ်9ပေါ့နော်အစစ်9မှာကြတော့တစ်ပေါက်တစ်တိုင်စီနဲ့တဒန်းလုံး28တိုင်ပြည့်အောင်ထိုးလာပေးပါနော်28တိုင်ပြည့်ပြီဆိုရင်ရှက်ကော်နဲ့ချိန်လိုက်မယ်နောက်တစ်စစ်တက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ရှက်ကော်နဲ့ချိန်ထားတဲ့ပေါက်မှာတိုင်တို့တိုင်စထိုးမယ်အဲ့ဒီပေါ်မှာမှတ်ချိတ်လေးပြန်မှတ်ထားမယ်တိုင်ရပြီပေါ့နော်10တိုင်ပြည့်အောင်ထိုးမယ်နော်2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
8တိုင်ပြီးပြီဆိုရင်ကိုးပေါင်းများပေါင်းမှာကြတော့တိုင်ပွားပေါ့နော်တစ်ပေါက်ထဲကို2တိုင်ဒါကိုတိုင်တို့8တိုင်နဲ့တိုင်ပွားတစ်ချိန်လို့ခေါ်တယ်နောက်ထပ်တိုင်တို့8တိုင်ဆက်ထိုးမယ်ပြီးရင်တိုင်ပွားတိုင်တို့8တိုင်နောက်ဆုံးမှာတိုင်ပွား3ချိန်ပြည့်အောင်ဆက်ထိုးလာမယ်နော်3ချိန်ပြည့်ပြီဆိုရင်တော့ရှက်ကော်နဲ့လှမ်းချိတ်မယ်အစစ်9ရယ်10ရယ်17ရယ်ကိုဒီလိုချိန်တစ်ခါထိုးမယ်ရှက်ကော်ကနေပြန်ရှက်ကော်ချိတ်တဲ့ပေါက်ကပြန်စမယ်တိုင်တို့တစ်ပေါက်တစ်တိုင်စီနဲ့ထိုးသွားပါတော့တစ်ထဲမှာတိုင်တို့30နဲ့အစစ်9 10 17 3တန်းကိုထိုးလာပေးပါနော်အစစ်17ထိပြီးသွားပြီဆိုရင်အစစ်12တက်ဖို့ချိန်တက်ခါရှက်ကော်ချိတ်တဲ့ပေါက်ကနေတိုင်တို့စထိုးမယ်တစ်တိုင်ပေါ့နော်ပြီးရင်8တိုင်ပြည့်အောင်ဆက်ထိုးမယ်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်
8တိုင်8တိုင်ပြည့်ပြီဆိုရင်တိုင်ရော့လောက်တော့မယ်နော်တိုင်ရော့ဖြစ်တဲ့အတွက်နှစ်ပေါက်ကိုတစ်တိုင်တည်းထိုးမှာပေါ့နော်ဒါဆိုရင်တိုင်တို့8တိုင်နဲ့တိုင်ရော့တစ်ချိန်နောက်ထပ်တိုင်တို့8တိုင်ထိုးမယ်ပြီးရင်တိုင်ရော့လာမယ်တိုင်တို့8တိုင်ထိုးမယ်နောက်ဆုံးနှစ်ပေါက်ကိုတိုင်ရော့လောက်မယ်3ချိန်ပြည့်အောင်ထိုးလာပြီနော်3ချိန်ပြည့်ပြီဆိုရင်တော့ရှက်ကော်နဲ့ချိန်မယ်အစစ်73တက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ရှက်ကော်ချိန်တဲ့အပေါက်မှာတိုင်တို့တစ်တိုင်စားထိုးမယ်အဲ့ဒီတိုင်တို့ရဲ့ထိပ်မှာမှတ်ချိန်လေးပြန်မှတ်ထားလိုက်မယ်နော်ဒီအစစ်73မှာကြတော့တပေါက်တစ်တိုင်စီနဲ့တိုင်တို့28တိုင်ပြည့်အောင်တစ်ပတ်လည်လုံးထိုးသွားမယ်နော်28တိုင်ပြည့်ပြီဆိုရင်တော့ရှက်ကော်နဲ့ချိန်မယ်အစစ်14တက်မယ်နော်အစစ်14တက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ရှက်ကော်ချိန်တဲ့ပေါက်ကနေတိုင်တို့ပြန်စမယ်နော်ပြီးရင်ဒီတိုင်တို့ရဲ့ထိပ်မှာမှတ်ချိန်လေးမှတ်ထားလိုက်မယ်ပြီးသွားရင်တော့တိုင်တို့9တိုင်ပြည့်အောင်ထိုးမယ်2တိုင်3 4 5 6 9တိုင်ပြည့်ပြီဆိုရင်တော့တိုင်ရော့လုပ်မယ်နော်နှစ်ပေါက်ကိုတစ်တိုင်လေးဖြစ်အောင်လုပ်မယ်ဒါဆိုရင်တိုင်တို့9တိုင်နဲ့တိုင်ရော့တစ်ချိန်ရပြီနောက်ထပ်တိုင်တို့9တိုင်ထိုးမယ်တိုင်ရော့လုပ်မယ်ပြီးရင်တိုင်တို့9တိုင်ထိုးမယ်တိုင်ရော့လုပ်မယ်3ချိန်ပြည့်အောင်ဆက်ထိုးပေးပါနော်3ချိန်ပြည့်ပြီဆိုရင်တော့ရှက်ကော်နဲ့ချိန်မယ်အစစ်15တက်မယ်နော်အစစ်15တက်ဖို့ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိန်တဲ့အပေါက်ကနေပြီးတော့တိုင်တို့လေးတွေတစ်ပေါက်တစ်တိုင်စီနဲ့24တိုင်ပေါ့နော်24တိုင်ပြည့်အောင်တစ်ပတ်လည်လုံးထိုးသွားပေးပါနော်24တိုင်ပြည့်ပြီဆိုရင်တော့ရှက်ကော်နဲ့ချိန်မယ်ပြီးရင်တော့ချီရှည်ရှည်လေးဖြတ်ထားမှာပေါ့နော်ပြီးရင်တော့ဆီလီကွန်လေးတွေကိုနည်းနည်းချင်းစီခြေထောက်နှစ်ဖက်ကိုရင်ထည့်မယ်ပြီးမှကိုယ်ရယ်လေးတွေကိုတေချာလေးပြည့်ပြည့်လေးထည့်သွားပေးပါနော်ဒါဆိုရင်တော့ကိုယ်ရယ်လေးထိုးလို့ပြီးပြီနော်ဒီဘိုက်သားလေးကိုကြတော့အညိုရောင်ချီနဲ့ဖြစ်ဖြစ်တခြားအရာနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ထိုးလို့ရပါတယ်နော်သူ့ရဲ့ထိုးနည်းကကြတော့ဦးကောင်းပိုင်းထိုးနည်းအစစ်1 2 3 4နဲ့အတူတူပဲနော်လက်နှစ်ဖက်ထိုးနည်းလေးစာကြည့်ရအောင်နော် magic ring ထဲမှာချိန်တက်ခါတိုင်တို့6တိုင်ထိုးမယ်နော်1 2 3 4 5 6တိုင်တို့6တိုင်ပြည့်ရင်ရှက်ကော်နဲ့ချိန်ပါပေါ့နော်ပထမဆုံးတိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်လိုက်မယ်ဒုတိယစစ်တက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိန်တဲ့ပေါက်ကနေပြီးတော့တိုင်တို့တစ်တိုင်စထိုးမယ်အဲ့ဒီတိုင်ထိပ်ကိုမှတ်ချိန်လေးနဲ့မှတ်ထားလိုက်ပါနော်ပြီးသွားရင်ဒုတိယပေါက်မှာကြတော့တစ်ပေါက်ထဲကို2တိုင်ထိုးမယ်ဒါကိုတစ်ချိန်လို့သတ်မှတ်မယ်နော်တိုင်တို့တစ်တိုင်နဲ့တိုင်ပွားနောက်တစ်ချိန်ထိုးမယ်ဆိုရင်တိုင်တို့တစ်တိုင်ဒုတိယပေါက်မှာတိုင်ပွားဒါဆို2ချိန်ပေါ့နော်နောက်တစ်ချိန်ထပ်ထိုးမယ်3ချိန်ပြည့်အောင်ထိုးမယ်နော်တိုင်တို့တစ်တိုင်နောက်ဆုံးအပေါက်မှာကြတော့တိုင်ပွားတစ်ပေါက်ထဲကို2တိုင်စုစုပေါင်း9တိုင်ရှိမယ်နော်ဒါဆိုရင်တော့ဒီမျက်နှာချင်းဆိုင်နေတဲ့ဘက်ကိုချွတ်ချွန်လေးဖြစ်အောင်ထားပြီနော်ရှက်ကော်နဲ့ချိန်မယ်ဒီဘက်ကိုလှန်ပေးနော်ဒီဘက်ကိုလှန်လိုက်မယ်နော်ပြီးသွားပြီဆိုရင်တော့လက်နှစ်ဖက်ကိုဒီနေရာလေးမှာလက်ကုံချမ်းလေးကိုဒီနေရာလေးမှာထိုးထည့်မယ်နော်ဒါဆိုရင်ဒီဘက်ကအပိတ်လေးကိုဒီလိုလေးထည့်လိုက်နော်ဒီမှာဒီလိုအစစ်ကလေးအောက်ထိရောက်သွားတဲ့အထိထိုးချပေးနော်ပြီးရင်ဒါလေးကိုပြန်လှန်မယ်နော်အစစ်2ပြီးပြီဆိုတော့အစစ်3 4 5 6 9အစစ်9ထိပေါ့နော်3ကနေပြီးတော့9ထိတဒန်းမှာတိုင်တို့6တိုင်6တိုင်စီနဲ့5တန်းပြည့်အောင်ထိုးသွားမှာပေါ့နော်ဒါဆိုအခုအစစ်3မှာလည်းတဒန်းလုံးတစ်ပေါက်တစ်တိုင်စီနဲ့6တိုင်ကနေပြီးတော့အစစ်9ထိကိုဆက်ပြီးတော့ထိုးသွားပေးပါနော်အစစ်9ရောက်ပြီဆိုရင်တော့ဒီမှာရှက်ကော်နဲ့ချိတ်ပြီးပြီဆိုရင်ခြီရှည်ရှည်လေးဖြတ်ထားမယ်
ပြီးသွားရင်ဒီတဲကိုဆီလီကွန်လေးတွေနည်းနည်းလေးဖြည့်ထားမယ်နော်ပြီးသွားပြီဆိုရင်တော့ဒီဟာလေးကိုပိတ်မယ်ပေါ့နော်အပေါက်ကိုပိတ်လိုက်မယ်နော်ပိတ်ပြီးသွားပြီဆိုရင်တော့ဒီလိုလက်ထိုးနီးတိုင်းနောက်ထပ်လက်တစ်ခုထပ်ပြီးတော့ထိုးလာပေးပါနော်ပြီးသွားရင်တော့ဒီလိုနေရွက်ထိုးနီးလေးကိုကြည့်အောင်နော်နေရွက်လေးကိုတော့အညိုရောင်ချီနဲ့ထိုးမယ်နော်အရင်ဆုံး slit knot လုပ်မယ်ပြီးရင်ချိန်25ခါထိုးသွားမယ်နော်ဒီနေရာလေးမှာအရင်ကြစ်ကြစ်မထိုးပါနဲ့နော်ချိန်25ခါထိုးပြီးသွားရင်ဒီလိုလေးလိမ့်နေမှာပဲเนาะဘာမှမဖြစ်ဘူးဒီနေရာမှာကိုကလိုက်ပြီးတော့တေချာလေးထိန်ပြီးတော့ပေါ့เนาะထိုးသွားပေးပါเนาะဒါဆိုရင်ဒီဘေးပေါက်ကနေပြီးတော့တိုင်တိုလေးတွေတစ်ပေါက်တစ်တိုင်စီနဲ့9တိုင်ထိုးမယ်เนาะပထမဆုံးတိုင်တိုရဲ့ထိပ်မှာတော့မှတ်ချိတ်လေးမှတ်ထားပါเนาะဒုတိယပေါက်ကိုသွားမယ်2တိုင်3တိုင်4တိုင်5တိုင်တိုင်တို9တိုင်ပြီးသွားပြီဆိုရင်တိုင်လက်9တိုင်ထိုးမယ်เนาะတစ်တိုင်အမှရစ်မယ်2တိုင်3တိုင်4တိုင်5တိုင်ပြီးသွားပြီဆိုရင်တိုင်ရှည်10တိုင်ထိုးမယ်နော်အဲ့မှာတစ်ခါပဲရစ်မယ်နော်နောက်တစ်ပေါက်ကနေပြီးတော့တိုင်ရှည်တစ်တိုင်2တိုင်3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
5 6 7 8 9 10တိုင်ရှည်10တိုင်ထိုးပြီးသွားရင်2ရက်တင်တိုင်ရှည်3တိုင်ထိုးမယ်နော်အဲ့မှာ2ခါရစ်မယ်တစ်တိုင်နောက်တစ်ပေါက်ကိုသွားမယ်2တိုင်အဲ့မှာ2ခါရစ်မယ်နောက်တစ်ပေါက်ကိုသွားမယ်3တိုင်ဒါဆိုရင်တော့နောက်ဆုံးမှာတစ်ပေါက်ပို့နေမယ်နော်အဲ့ဒီပို့နေတဲ့အပေါက်ထဲမှာ2ရက်တင်တိုင်ရှည်ကို6တိုင်ထိုးမယ်နော်တစ်ပေါက်ထဲကိုတစ်တိုင်2တိုင်3တိုင်4တိုင်5တိုင်6တိုင်တစ်ပေါက်ထဲမှာ2ရက်တင်တိုင်ရှည်6တိုင်ပြည့်ပြီဆိုရင်နောက်ထပ်2ရက်တင်တိုင်ရှည်နောက်တစ်ပေါက်ကနေပေါ့နော်နောက်တစ်ပေါက်ကနေ2ရက်တင်တိုင်ရှည်တစ်ပေါက်တစ်တိုင်စီနဲ့3တိုင်ထိုးမယ်တစ်တိုင်အဲ့မှာ2ခါရစ်မယ်နောက်တစ်ပေါက်ကိုသွားမယ်အနောက်ကချီစားပါသိမ်းသွားမယ်နော်ဒါဆိုရင်2တိုင်အဲ့မှာ2ခါရစ်မယ်နောက်တစ်ပေါက်မှာ3တိုင်ပြီးသွားရင်တော့ရိုးရိုးတိုင်ရှည်ပဲပေါ့နော်ရိုးရိုးတိုင်ရှည်10တိုင်ပြည့်အောင်ထိုးမယ်နော်ဒီတစ်ပေါက်တစ်တိုင်စီနော်နင်း10တိုင်ပြည့်အောင်ဆက်ပြီးတော့ထိုးလာပြီနော်တိုင်ရှည်10တိုင်ပြီးပြီဆိုရင်တိုင်လက်5တိုင်ထိုးမယ်ဒီနင်း3
4 5တိုင်လဲ9တိုင်ပြီးရင်တိုင်တို9တိုင်ထိုးမယ်နော်1 2 3 4နောက်ဆုံးပေါင်းမှာဒီနေရာမှာခဏထားရမယ်9နေရာမှာခဏထားရမယ်အဖြူရောင်ခြေစောက်ကိုယူမယ်ဆွဲသွင်းလိုက်မယ်9ပေါ့နော်ပြီးမှပဲပထမဆုံးဒီမှတ်ချိတ်မှတ်ထားတဲ့တိုင်ရဲ့ထိပ်မှာရှက်ကော်နဲ့သွားချိတ်မယ်နော်ပြီးရင်တော့ဒုတိယစစ်တက်ဖို့ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိတ်တဲ့ပေါက်မှာတိုင်ပွားစထိုးမယ်တစ်ပေါက်ထဲကို2တိုင်ထိုးမယ်နော်ပထမဆုံးတိုင်တို့ရဲ့ထိပ်မှာမှတ်ချိတ်မှတ်မယ်ပြီးရင်အဲ့ဒီပေါက်မှာပဲနောက်ထပ်တစ်တိုင်ထပ်ထိုးလိုက်ပေါ့နော်တိုင်ပွားပြီးရင်တစ်ပေါက်တစ်တိုင်စီနဲ့တိုင်တို့4တိုင်ထိုးမယ်အနောက်ကခြီးစားလေးတွေတိမ်သွားနော်1 2 3 4တိုင်တို့4တိုင်ပြီးရင်ဒီအနောက်ကတိမ်ထားတဲ့ခြီးစားလေးတွေညှပ်လိုက်မယ်နော်ပြီးရင်တိုင်လဲ9တိုင်ထပ်ထိုးမယ်နော်1 2 3 4 5တိုင်လဲ9တိုင်ပြီးရင်တိုင်ရှည်73တိုင်ထိုးမယ်နော်1 2 3 73တိုင်ပြည့်အောင်ဆက်ထိုးသွားပေးပါနော်73တိုင်ပြည့်သွားပြီဆိုရင်နောက်တစ်ပေါက်မှာတိုင်ရှည်တစ်တိုင်ထပ်ထိုးမယ်ပြီးရင်ဒုတိယပေါက်မှာတိုင်ရှည်ကိုတိုင်ပွားထိုးမယ်တစ်ပေါက်ထဲကို2တိုင်ဒီနှစ်ပေါက်ကိုတစ်ကြိမ်လို့သတ်မှတ်မှာပေါ့နော်တစ်ကြိမ်နောက်တစ်ပေါက်မှာတိုင်ရှည်တစ်တိုင်ဒုတိယပေါက်မှာကြတော့တစ်ပေါက်ထဲကိုတိုင်ရှည်2တိုင်ဒါဆိုရင်2ကြိမ်ရပြီနောက်တစ်ပေါက်မှာတိုင်ရှည်တစ်တိုင်ဒုတိယပေါက်မှာကြတော့တစ်ပေါက်ထဲကိုတိုင်ရှည်2တိုင်ပေါ့နော်ဒါဆိုရင်တော့3ကြိမ်ရသွားပြီเนาะ3ကြိမ်ရပြီဆိုရင်တော့နောက်တစ်ပေါက်ကနေပြီးတော့တိုင်ရှည်လေးတွေတစ်ပေါက်တစ်တိုင်စီနဲ့73တိုင်ပြည့်အောင်ဆက်ထိုးသွားမယ်เนาะတိုင်ရှည်73တိုင်ပြည့်ပြီဆိုရင်တိုင်လက်9တိုင်လာမယ်1 2 3 4 5တိုင်လက်9တိုင်ပြီးရင်တိုင်တို့4တိုင်1 2 3 4ပြီးရင်တော့နောက်ဆုံးပို့နေတဲ့တစ်ပေါက်မှာတိုင်ပွားပေါ့နော်တစ်ပေါက်ထဲတိုင်တို့2တိုင်ဒါဆိုရင်တော့ရှက်ကော်နဲ့ချိတ်မယ်နော်ပြီးရင်တော့နောက်ဆုံးအစစ်ပေါ့နော်ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိတ်တဲ့ပေါက်မှာတိုင်တို့တစ်တိုင်စားထိုးလိုက်မယ်အဲ့ဒီထိတ်မှာမှတ်ချိတ်လေးမှတ်ထားနော်ပြီးရင်ဒုတိယပေါက်မှာကြတော့တစ်ပေါက်ထဲကိုတိုင်တို့2တိုင်ထိုးမယ်တိုင်ပွားပေါ့နော်ပြီးသွားရင်နောက်တစ်ပေါက်ကနေပြီးတော့တိုင်တို့လေးတွေတစ်ပေါက်တစ်တိုင်စီနဲ့22တိုင်ပြည့်အောင်ထိုးသွားမယ်နော်တေချာလေးရေတွက်သွားပေးပါနော်22တိုင်ပြည့်ပြီဆိုရင်တိုင်တို့2တိုင်ထိုးမယ်နောက်ထပ်2တိုင်ပေါ့နော်တတိယပေါက်မှာကြတော့တစ်ပေါက်ထဲကို2တိုင်ထိုးမယ်တစ်ချိန်ဒါတစ်ချိန်နော်ပြီးရင်တိုင်တို့2တိုင်ပြန်လာမယ်တတိယပေါက်မှာကြတော့တစ်ပေါက်ထဲကို2တိုင်ထိုးမယ်2ကြိမ်ပြီးရင်တိုင်တို့2တိုင်ထပ်ထိုးမယ်ပြီးရင်တတိယပေါက်မှာကြတော့တစ်ပေါက်ထဲကို2တိုင်3ချိန်ပေါ့နော်3ချိန်ပြည့်သွားပြီဆိုရင်နောက်တစ်ပေါက်ကနေပြီးတော့တိုင်တို့လေးတွေတစ်ပေါက်တစ်တိုင်စီနဲ့
22တိုင်ပြည့်အောင်ဆက်ပြီးတော့ထိုးသွားမယ်နော်22တိုင်ပြည့်ပြီဆိုရင်တော့နောက်ဆုံးမှာပထမပေါက်မှာတိုင်တိုတစ်တိုင်ထိုးလိုက်မယ်ဒုတိယပေါက်မှာကျတော့တစ်ပေါက်ထဲကိုတိုင်တို2တိုင်ထိုးမယ်ပြီးရင်တော့ရှက်ကော်နဲ့ချိန်လိုက်မှာပေါ့နော်ဒီထိပ်မှာရှက်ကော်နဲ့ချိန်မယ်ပြီးရင်တော့ချိန်တစ်ခါထိုးပြီးတော့သူ့ကိုခြေနည်းနည်းရှည်ရှည်လေးဖြတ်ထားပေးပါနော်ဒါဆိုရင်တော့နရွက်ထိုးနည်းလေးရပါပြီနော်ဒီလိုနရွက်ပုံစံလေး2ခုထိုးပေးပါနော်အပိုင်းတွေအားလုံးထိုးပြီးသွားပြီဆိုရင်အဆုံးသတ်အနေနဲ့ဒါလေးတွေကိုတစ်ခုချင်းဆက်မှာပေါ့နော်အရင်ဆုံးဥကောင်းတဲ့ကိုယ်တည်းနဲ့ဆက်မယ်ဒီကြောဘက်ချမ်းကနေပြီးတော့အရင်နေရာချလိုက်မယ်နော်ပြီးရင်တော့ဥကောင်းပိုင်းမှာဒီလိုလေးတစ်ချက်ထိုးမယ်ပြီးအောက်ကကိုယ်တည်းမှာတစ်ချက်ပေါ့နော်ပြီးဥကောင်းပိုင်းမှာပြန်ပြီးတော့ထိုးထုတ်မယ်နော်ဒီလိုမျိုးပဲကိုယ်ထဲမှာတစ်ချက်ဥကောင်းမှာတစ်ချက်နဲ့တစ်ပတ်လည်လုံးထိုးသွားပေးရမယ်နော်ချုပ်နေရင်းနဲ့လည်းဥကောင်းတဲ့ကိုယ်တည်းနဲ့ညီအောင်ပေါ့နော်ဒီလိုလေးလည်းတေချာလေးကြည့်ပြီးတော့ထိန်းပေးပေါ့နော်တပတ်လည်လုံးချုပ်လာပြီးသွားပြီဆိုရင်အဆုံးရောက်ရင်တော့ခြီတက်ပြီးခြီကိုအဆုံးတက်မယ်နော်ဒီလိုလေးပဲဥကောင်းမှာပဲဖြစ်ဖြစ်အောက်ကကိုယ်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာတော့ဥကောင်းလေးကနေပြီးတော့ဟိုထိုးဒီထိုးနဲ့အနာတက်လိုက်ရင်ရပြီပေါ့နော်ဒါဆိုရင်တော့ဒီခြီစားလေးကိုညှက်လိုက်တော့မယ်နော်ပြီးသွားရင်တော့လက်ပေါ့နော်လက်ကိုတက်မယ်လက်ကိုတက်တဲ့အခါကျရင်လက်မရှိတဲ့ဘက်ကအရှိဘက်ထားရမယ်နော်ဒီနေရာလေးကိုတော့တေချာကြည့်ပြီးတော့တက်ပြီနော်မှားတက်မိမှာဆိုလို့ဒါဆိုရင်ဒီလိုလေးတစ်ချက်အရှိကိုကြိုးထုတ်လိုက်မယ်နော်ပြီးရင်အရှိရောက်ပြီဆိုရင်လက်ရဲ့ဒီဘက်တောင်းတာလေးမှာအပ်ကိုဒီလိုလေးထိုးထည့်လိုက်ပါနော်အဆင်ပြေတဲ့နေရာမှာအပ်သွားထုတ်လိုက်မယ်ပြီးရင်ဟိုးဘက်တောက်ကိုအနောက်ဘက်ကိုပေါ့နော်အထုတ်မယ်ပြီးရင်အနောက်ဘက်မှာလည်းတစ်ချက်ချုပ်မယ်နော်ကြိုက်တဲ့နေရာမှာအသွားထုတ်လိုက်ပါနော်ဒါဆိုရင်တော့ဒီခြီစားလေးကိုဟိုထိုးဒီထိုးနဲ့အနာသိမ်းလိုက်ရင်ရပါပြီနော်ဒီခြီစားလေးကိုကက်ကြီးနဲ့ဖြတ်လိုက်တော့မယ်နော်ဒါဆိုရင်ဒီမှာညာဘက်ချမ်းကတက်ပြီးသွားပြီပေါ့နော်လက်မအရှိဘက်မှာထားမယ်ဘယ်ဘက်ချမ်းကိုလည်းအဲ့ဒီတိုင်းပဲဆက်ပြီးတက်ပေးပါနော်ဘိုက်ကအဝိုင်းလေးကိုချုပ်မယ်နော်ဒီမျက်နှာရဲ့အောက်တက်မှာထိထားလိုက်ပေါ့နော်ထိပြီးသွားရင်ဒီနေရာမှာအဆင်ပြေတဲ့နေရာကနေစချုပ်လို့ရတယ်ဒီမှာတော့ဒီဘေးဘက်ကနေပြီးတော့အပေါ်မှာတစ်ချက်အောက်မှာတစ်ချက်ပေါ့နော်ဒီလိုမျိုးပဲတစ်ပတ်လည်လုံးဒီအဝိုင်းလေးကိုညီအောင်တွဲချုပ်သွားမှာပေါ့နော်အနာသိမ်းတဲ့ခါကျရင်တော့ဒီအလယ်နားလေးမှာပေါ့နော်ခြီကိုဟိုထိုးဒီထိုးထိုးပြီးတော့ဖြတ်လိုက်ရင်ရပြီပေါ့နော်ပြီးသွားရင်တော့နရွက်နှစ်ဖက်ကိုချုပ်မယ်နော်မျက်လုံးလေးနဲ့ဒီလိုဆောင်းဆောင်းလေးပေါ့နော်
ဒီနေရာမှာကြတော့အလဲတက်တက်လေးမှာထားမယ်ပြီးသွားရင်ဒီအလဲကနေပြီးတော့ဦးခေါင်းမှာတစ်ချက်နေရွက်မှာတစ်ချက်ပေါ့နော်အခုချုပ်ပြထားပေးတဲ့ပုံစံတိုင်း2ချက်3ချက်လောက်ထိုးပြီးတော့ဦးခေါင်းနဲ့နေရွက်ကိုတွဲချုပ်သွားပေးပါနော်ဒီအနေထားလောက်ဆိုလို့ရှိရင်တော့ခြေစားလေးကိုအနာသိမ်းလို့ရပြီပေါ့နော်နောက်ထပ်နေရွက်တစ်ဖက်ကိုလည်းဒီနီးတိုင်းပဲဆက်ပြီးတော့ချုပ်ထားပေးပါနော်နေရွက်နှစ်ဖက်ချုပ်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးချစ်စရာကောင်းတဲ့ baby 3 ထိုးနည်းလေးပြီးပါပြီနော်